င်္ဂလာပါခင်ဗျစိတ်မကောင်းစရာသတင်းလေးကျွန်တော်တို့ပဲခူးတိုင်းပဲခူးတိုင်းလက်ပတန်းမြို့နယ်ခမော့စိတ်အုပ်စုထားပြီးကြီးရွာเนาะအဖနာမည်ကဦးစိုးမြင့်အမိနာမည်ကတော့ဒေါ်ဝါကြီးတေသွားပြီဦးစိုးမြင့်ပဲကြံတယ်ဒီကောင်မနာမည်ကတော့စန္ဒာဝင်းပေါ့နော်ဒီအောက်ကကောင်မနာမည်ကစန္ဒာဝင်းသူကအရင်ကလင်ကြီးနဲ့ကလေး300ရထားတယ်လင်ကြီးရဲ့နာမည်ကတော့အောင်ကျော်မင်းသူကတော့မလေးရှားမှာအလုပ်လုပ်နေတယ်အဲ့တော့သူ့လင်ကသူ့မလေးရှားမှာသူအလုပ်လုပ်တော့ဒီကောင်မဖင်မငိန်တော့ဟာလာဖင်မငိန်ဘူးအဲ့တော့လင်တယောက်နဲ့လိုက်သွားဒီကောင်လေးနဲ့လိုက်သွားတယ်ထိုင်းကိုဒီကောင်နဲ့လိုက်လာတော့ဒီကောင်လေးနဲ့ပေါင်းယူတော့3လရှိပြီခင်ဗျပေါင်းတာကောင်လေးကပြန်လှုပ်တယ်ဒီကောင်မအလုံးမရှိဘူးအလုံးမရှိတော့ဒီကောင်လေးကသူ့ရှာကျွေးတယ်နင်လုံးနဲ့ငါရှာကျွေးမယ်ဆိုပြီးတော့အမှဒီကောင်မမရေပါကလေး3ယောက်ပါတယ်ကောင်လေးကပတ်စံထွက်လို့ရှိရင်ဒီကောင်မောက်လည်းရှာကျွေးတယ်မြန်မာပြည်ကမရေပါကလေးကိုလည်းထောက်ပံ့တယ်ကောင်လေးကကန်ဆိုးကျင်တော့ကော်ဆန်းဆိုင်ကအပေါ်ကနေပြုတ်ကျလာတယ်တရုတ်ကော်ဆန်းဆိုင်ကနေပြီးတော့ပြုတ်ကျလာတော့တရုတ်ကလည်းတာဝန်မယူစကပြန်တရုတ်စကပြန်လည်းတာဝန်မယူအဲ့တော့ဒီကောင်မတယောက်ပဲကြံတယ်ဒီကောင်မမမွတ်စလင်မကိုကူညီတောင်းတယ်မမွတ်စလင်မကူညီပေးတယ်အဲ့တော့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ငါချီမှာနေအမှုပြီးတဲ့အထိပေါ့နော်နေယောက်ျားပျောက်တဲ့အထိဆိုပြီးတော့ကောင်မမရဘူးတဲ့အလုပ်လုပ်ချင်တယ်ဆိုအမောက်တော့ပြင်မှာတော့ထဲတယ်ကော်ဆန်းတော့ထဲတော့မလုံနိုင်ဘူးပြန်လာပြီးနောက်ကြတော့ဘာပြောလဲဆိုတော့ဒီကောင်မမေယုံမကျမရဲ့အမေတွေအဖေတွေကလည်းဒီကောင်နဲ့သဘောမတူဘူးတဲ့ဖိုးကအသေးနဲ့ဖြစ်နေဆေးုံမှာတင်နေရတယ်လေဗျာကောင်လေးမှလည်းရွှေမျိုးတွေမရှိသူပဲရှိတယ်လေအဲ့တော့ကောင်မကမြန်မာပြည်ကိုပြန်သွားတယ်မြန်မာပြည်ပြန်သွားသူတို့ရွာသားတွေနဲ့ပြန်သွားတယ်အဲ့ရဟိုဟာပေါ့နော်ပဲခူးတိုင်းလက်ပတန်းမြို့နယ်နော်ပဲခူးတိုင်းလက်ပတန်းမြို့နယ်ခမော့စိတ်အုပ်စုထမ်းပြီးကြီးရွာပေါ့ပြန်သွားတယ်ပြီးတော့ဘာပြောလဲဆိုတော့အမကိုကျွန်တော်မွတ်စလင်အမရုပ်ဘာပြောလဲဆိုတော့ကိစ္စဝိစ္စပြီးလို့ရှိရင်သူ့ဖုန်းထိုးလာပေါ့ပြောချင်တာပေါ့ဒီကောင်လေးရဲ့အမှုတွေရော်ချေးရလို့ရှိရင်သူ့ဖုန်းထိုးလာပေါ့သူရော်ချေးလာယူမယ်ပေါ့အဲ့ချိန်မှာအဲ့လိုမပြောတဲ့ချိန်မှာကောင်လေးကအမှုလိုက်မယ်ရော်ချေးပြန်ရအောင်နင့်နာချေးပြန်ရအောင်ပေါ့နော်အဲ့တော့ဒီကောင်မပြီးတော့သူ့ရဲ့အမျိုးတွေထိုင်းမှာရှိတဲ့အမျိုးတွေနဲ့ဖုန်းပေးပြောတယ်ဘယ်သူဘက်ကအမျိုးလဲလို့ပြောတော့ကောင်လေးဘက်ကအမျိုးဆိုပြီးတော့အမှန်ကောင်လေးမှာအမျိုးမရှိဘူးအမျိုးရှိလို့ရှိရင်နင့်နာချေးရမယ်လေအဲ့တော့သူ့အမျိုးတွေသူလိုချင်တာပေါ့နော်ကောင်သူ့အမျိုးကောင်မလေးရဲ့ဒီကောင်မရဲ့အမျိုးဆိုပြီးတော့လိန်တာကဲစဉ်းစားကြည့်အခုဒီကောင်မမြန်မာပြည်ကိုပြန်သွားပြီအခုဒီကောင်လေးမှာဒုက္ခတွေရောက်တယ်ဗျာဒီမှာနန်ရိုးကျိုးသွားတယ်နန်ရိုးတွေကျိုးသွားတယ်ဒီကောင်လေးကအရင်တော့တတိမရအခုမနေ့ကတတိရလာတယ်တကယ်လို့ကောင်လေးကပြန်ပြီးတော့ကောင်းလာမယ်ဆိုရင် तू ကအလုပ်ပြင်မှန်းလုပ်လို့မရဘူးနန်ရိုးတွေကျိုးသွားတဲ့အတွက်ဒုက္ခိတပုံစံဖြစ်သွားတာပေါ့နော်ရုပ်မာတယ်ဗျာစဉ်းစားကြည့်ကျွန်းတယ်မဲ့ထက်ပြောမယ်ဗျာနော်ပဲခူးတိုင်းလက်ပတန်းကျေးရွာလက်ပတန်းမြို့နယ်ခမောက်အုပ်စုထမ်းပြင်ကုန်းကျွေးအရင်ယောက်ျားကအောင်ကျော်မင်းအဖေနာမည်ကဦးစိုးမြင့်အမေနာမည်ဒေါ်ဝကြီးနော်ကလေး3ယောက်အမေအဲ့တော့ကျွန်တော်တို့လက်ပတန်းကျေးရွာခမောက်အုပ်စုပြီးတော့ထမ်းပြင်ကျေးရွာကဟာလားသူတို့တရွာတဲ့သားတွေပြီးတော့သူတို့ရဲ့အမျိုးတွေတွေ့အောင်လို့တစ်ချက်တော့ကူညီပေးပါစောက်လုံးမရှိတဲ့အချိန်မှာဒီဟိုကောင်လေးကရှာကျွေးထားတယ်မရေပါကလေးကိုလည်းတင်ကျွေးထားတယ်အခုကကောင်လေးဒုက္ခိတဖြစ်တဲ့အချိန်ကျလစ်သွားတယ်ဗျာအဲ့ဟာလစ်သွားတော့ကောင်းမလို့ရော်ကြီးတောင်ပြန်လာယူမယ်တဲ့ရုပ်မာတယ်အောက်တန်းစားမှသူ့အဖေကိုလည်းကျွန်တော်ဖုန်းထိုးတယ်သူ့ဖေဖုန်းနံပါတ်လည်းကျွန်တော်တင်ထားပေးမယ်မိရုပ်ရဲ့အဖေတဲ့ဖုန်းနံပါတ်တော်ရုပ်မာတယ်အဲ့တော့ကောင်လေးကအခုကဆေးရုံမှာခင်ဗျတရက်ကို4000လောက်ကုန်တယ်တဲ့ကျွန်တော်ဒီဘက်ကဆိုင်ရာပိုင်ရာတွေတာဝန်ရှိတဲ့လူတွေကလည်းအခုလုံနေပါပြီခင်ဗျကောင်လေးရဲ့ဟိုပါဘောနော်မျက်နှာကြီးဆေးရုံကားကိုပြန်ရအောင်လို့ကောင်မလေးစိတ်ထဲမှာထင်တာတော့ဒီလိုဖြစ်သွားပြီဆိုရင်မကုပေးတော့ဘူးဟာလားကောင်လေးကဆေးရုံကားတွေပေးရတော့မယ်အဲ့တော့ तू စိုက်ရမှာဆိုလို့ तू ယော်ရမှာဆိုလို့ကိုဘက်ကမှန်နေဆိုကောင်လေးကအခုကပတ်ခတ်ဆက်ကုန်3ထားတယ်ဗျ3သိန်းခွဲရှိပါပတ်ခတ်ဆက်ကုန်3တာနောက်တဲ့အမှုကတော့ကိုဘက်ကတော့ကျွန်တော်မြန်မာနိုင်ငံသားတော့လုံးဝနိုင်မယ်အဲ့ထဲမှာပူဆိုးတာတရုတ်တထေးရမဆိုးဘယ်ကောင်းဆိုးလဲတော့တရုတ်စကပ်ပြန်နောက်လိုက်ခွေးရပူဆိုးတာတရုတ်စကပ်ပြန်နောက်လိုက်ခွေးမင်းမဖြစ်ပါစေနဲ့ဆုတောင်းတော့အဲ့တော့ဒီလိုက်လေးကိုကွန်လိုင်းကို share လေးလုပ်ပေးပါ share ပေးပါ
နော်သူတို့ရွာသားတွေသိအောင်လို့ဒီဖေလိုမကိုနော်ဖေလိုမဟုတ်ကဲ့ကျေးဇူးတင်ပါတယ်